တွေ့တွေကြည့်တော့ဒီသူတို့အမေတွေကိုတော့သဘောတွေကြကျွန်တော်ခန့်ထားတဲ့ဒလဝန်ကြီးဟိုးတောက်မှာအုတ်ခင်းပေါ်မှာပြင်ချထိုင်ကျောင်းဘက်ဆေးလေးကြီးကိုတအားကုန်စုပ်ဖွာနေဘလောက်ဖွာလို့မီးတွေထားတောက်မငိုအောင်လို့ကြိုးစားနေမိတွေတောက်လို့ပါဝါမျက်ရည်တွေကကျအဲ့ဒါကိုပစိုးနာလေးနဲ့သူ့ကြာကြာကြည့်ရင်ကိုငူမိနိုင်တယ်ကိုထုတ်တဲ့အမိတ်ကြည့်ချင်ပြန်ထွက်ပရင်းမောက်တိုင်းမှာသားတယ်မိတွေရွာတွေကပြေးလာကြတယ်ကလေးတွေကရစ်ချခွင်ချီလို့ဈေးဆိုင်တန်းကပေါက်ကြတယ်တပေါက်ကို3ယောက်နှုတ်နေရယူပြီးတော့အောင်းငိုကြတယ်ကျွန်တော်ကောင်နေလှဲ့ကြည့်ကောင်းငူပါစေသူတို့ကငါတို့ကိုစားငိုခွင့်ရှိတယ်ငါတို့ကငိုခွင့်မရှိငိုကျွန်တော်တွေ့နေကြည့်တော့ဒီသူတို့အမေတွေငိုတာကိုသဘောတွေကြချိန်ကညနေ3နာရီထိုးကနေဘာလို့မှလည်းမသိတော့အဲ့လိုတော့မှမော်တော်ကားဘတ်စကားတွေအဲ့ဒီကဘတ်စကားတွေရှိမန္တလေးနဲ့7မိုင်ဝေးတာဝေါကနေကြောင်းရှိဆိုင်ရွာလူကြီးလာတပည့်တို့ဆရာကဘူရာပို့ရတော့မင်းတို့ကလည်းပြန်ခိုင်းလို့မရဒါတို့သမီးတို့ကုန်ကားပေါ်တက်မင်းတို့ကလိုက်ဖို့ကျွန်တော်ကောင်နေဝေါပြည့်တဲ့မြန်လိုက်တာမြောက်တွေကြတယ်ကားတွေဘယ်သူမှတင်မပေးရဘူး6ဆင်းပြည့်ကားပေါ်ရောက်တဲ့ဒီကောင်တွေလောက်ပြန်ငိမ့်သားတယ်မေတွေငိုပြီးပြေးပြီးဘာလို့တာလို့အိမ်ရှိကနေစီးကြုံငိုမယ်အဲ့ဒါနဲ့ကျွန်တော်တို့ကားရကြီးရွာလဲလမ်းဖြတ်ငိုပြီးတော့နှုတ်ဆက်ကြပါလေနှုတ်ဖို့ကိုင်းဘက်ရွာလူကြီးတွေပြေးတက်ကြကျမကြီးဆေးပင်ကန်းလျှောက်တော့ဆေးမှုပြစ်လာတဲ့သူ့မျက်နှာမှာမျက်ရည်တွေငိုလို့ပါ